ကိုကြီးငယ်လေးတော့လူပြေရောက်လာပြီဆိုတော့ဒီနတ်အစင်တစားတွေပြောင်းလိုက်မယ်လေနော် ကြောင်းကြမယ်လေ ကိုကြီးငယ်လေးဒီလိုလူပြေဝှစားနေလိုက်လိုက် ကြည့်ကောင်းတယ် ပန်းမှာထည့်လိုက်မယ်နော်ပန်းနဲ့ရောလှလား ကြည့်ကောင်းဒါနဲ့ခင်မလေးအကိုတို့လူပြီလားဒါမှမသိလို့မဖြစ်ဘူးနော်အတနေ့မတိုင်ခင်တော့ပြန်မဖြစ်မယ်ဒါနဲ့ဟိုမှာလူတွေစွန်းစုံနေဘာတွေလုပ်နေကြရလဲ အော်ဒီနေ့ကတကြံအကျိုးနေ့လေးကိုကြီးရဲ့ဒီလိုနေ့မျိုးမှာနက်ပြာတကြားမင်းကလူပြေကိုဆင်းလာပြီလို့ယူဆတဲ့အတွက်ကြိုဆိုခြင်းပြင်ဆင်ခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်နေ့ရက်နေ့နဲ့ခုနှစ်မျိုးရဲ့ပန်းတွေပေါင်းနဲ့အတာပန်းကိုထိုးကြရဲကိုကြီးရဲ့ပြီးတော့ဒါလူသားတွေရဲ့ချစ်စရာကောင်းတဲ့ဒလိရိုးရလေးလေ အဲ့ဒါဆိုအကိုတို့လည်းလူပြီရောင်းရောက်ခိုက်အတာအိုးတွေဖန်တီးကြမယ်လေ ကောင်းတယ်ဒါပန်းအောင်ရပြီအဲ့ဆိုငယ်လေးတို့လူသားတွေလိုမျိုးဖះမှာတော့ကတ်မယ်လေ ကြောက်ကြမယ်လေ ကိုကြီးသိလားဒီလိုမျိုးတကြံဂျုံနေတွေမှာဆိုရင်လေအိမ်တိုင်းကသူတို့ရဲ့ဖះเจ้าခံတိုင်းမှာရှိရဲ့ဖះဆင်းတူတော်တွေကိုဘယ်လိုနှစ်သားရည်တို့တနခါရည်တို့တွေးပြီးတော့တန့်ရှင်းစင်ကြအောင်ရေတက်ပဲပြီးတော့ကုတူယူကြရဲကိုကြီးရဲ့ ဟုတ် ငယ်လေးလေးဝင်သွေးလိုက်မယ်နော်ကိုရသွေးမှာ ဒီမှာလာလိုက်တာတားရည်လေးကလည်းဝင်းသိန်းညာပဲဘုမဒီနေ့တော့မှမတွေ့ဘူးဒီနေ့ကမဟုတ်တင်တယ် ဟုတ်တယ်မမဒီကမဟုတ်ဘူးနက်ပြည် ဟောဘုမနောက်နေပြန်ပါပြီဒါနဲ့ခုနောက်ကိုကြီးရောဘုမရဲ့ကိုကြီးလားဘုမလည်းတစ်ချက်မကောင်းလိုက်နေလို့လေ ဟုတ်တယ်ဒါမမရဲ့အကိုကြီး အော် မိုးကောင်းစဝိုင်းထမငြိမ်းချမ်းခြင်းပန်းပွင့်တွေဝေလို့ဘဝရဲ့အေးချမ်းမှုကိုရှာဖွေရင်ဘဝရဲ့အေးချမ်း မလုံးရေဘောလုံးကြဖို့ပါဝင်ကူညီလောက်အားပေးကြပါဗျို့